နာမည်ဘယ်လိုခေါ်လဲ ကျမနာမည်ကဖြိုးဖြိုးပါရှင် ဖြိုးဖြိုးရပြီအလုပ်ရပြီနာမည်နဲ့အလုပ်တန်းရလား ဘာဆိုင်လို့လဲဆရာ ဒါကငါကိစ္စငါတိတ်တယ်မပြောနဲ့ဖြိုးဖြိုးတဲ့လှလိုက်တော့ဘောနာမည်လေးကလည်းဟိုတနေ့အိမ်တောင်ရှိလား မရှိပါဘူးရှင် ဟဲ့လန့်မလားလေးလန့်တော့လေဟိုအိမ်တောင်မရှိဘူးဆိုတော့အပျော်ပေါ့အပေါ်သေးကြပြီအဲ့ဒါအလုပ်တန်းရပြီခံပြီ ဟုတ်လေအားစကျွန်တော်တို့ကုမ္ပဏီနဲ့ဘာမှမသက်ဆိုင်ဘူးလေအဲ့ဒီကိစ္စ ဟဲ့ကောင်တတ်ထိုင်လို့ပြောနေတာဒီကဘယ်နဲ့ရွှေ့သားမဲကိုကပြုတ်စော်လန်းနေပြီမေနော်တမာရွက်ပြုတ်စော်လန်းနေပြီကိုကိစ္စကိုမပြောဘူးဘာကောင်းလို့မသိသမီးလန့်မလားမလန့်နဲ့နော်ဟိုဦးကလေကိုလုံးသာကြည့်တယ်ထင်လားမဟုတ်ဘူးဆလား ဘာတို့ မဟုတ်လေကိုအတန်ကကျဲတော့အတန်ကျဲတော့စိတ်ချမ်းလူချမ်းလာသူလန့်တော့မယ်အဲ့တော့အင်တာဗျူးကိစ္စဆက်ပြောမယ်အဲ့တော့ဦးရုကုမ္ပဏီကလုပ်ငန်းကြီးလုပ်တာကြောက်နဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုလုပ်တယ်ကြောက်မြတ်ယတနာပေါ့အဲ့တော့ကြောက်မြတ်ယတနာနဲ့ပတ်သက်ပြီးလုပ်တယ်ဆိုတော့ကသမီးတို့ရွယ်မှာတွက်တဲ့ချက်တာလိမ့်လာရမယ်နော်အဲ့တော့တွက်ချက်တာနဲ့ပတ်သက်ပြီးတော့မွေးမယ်နော်နည်းနည်းတော့ခက်တယ်ဒါပေမဲ့မပူနဲ့မကြောက်နဲ့နော်ဦးမေးတဲ့တခြားဖြစ်မေးရမယ်ဆိုတင်ချာနဲ့ပတ်သက်ပြီးတော့3လီဘယ်လောက်လဲပြော ကိုပါရှင် ကိုအကောင်တော့ကွယ်တန်းပြောတာပဲ